ဘုန်းကြီးတို့တွေမကောင်းမှုအကုသိုလ်ဆိုတာရှောင်ကြရမယ်သို့တော့မကောင်းမှုအကုသိုလ်ကိုပုရုဇဉ်ဘဝအလျောက်မတော်တဆလုံးမိသွားရင်ဒီအကုသိုလ်သက်သာအောင်ပြေပြောက်အောင်လုပ်လို့ရတာလို့ဆိုရတယ်ဒီရှိရနိုင်ဘယ်လိုလုပ်ရမလဲလို့ဆိုလို့ရှိရင်ကိုလုပ်တဲ့အလုပ်ကိုအမှားလို့မြင်ရမယ်ဒါမဟုတ်ဘူးငါလုပ်ပြီးတာမှားတယ်မှားတာကိုမှားတယ်လို့မြင်ပြီးတဲ့အခါမှာတရားနိလန်းအတိုင်းကုစားမယ်မှားမိတယ်ဆိုတာတောင်းပန်ရမယ်ဆိုရင်ဝချတောင်းပန်တယ်ပြုပြင်ရမယ်ဆိုရင်လည်းပြုပြင်လိုက်တယ်ပြီးတဲ့အခါအာယတိန်တံဝရံအပိစတိနောက်ထပ်မမအောင်ကျူဆိုင်တယ်အဲ့ဒီနီးနဲ့မကောင်းမှုအကုသိုလ်လွတ်သွားတယ်လို့သူပြောတာနော်လွတ်သွားတယ်ဆိုတာဒီပြစ်မှုကဂွင်လုံးကျွတ်လွတ်တယ်ဆိုတာမျိုးမဟုတ်ဘူးသို့တော့အကြောင်းတစ်ခုကောင်းမှုတွေကိုလှုပ်ထားတဲ့ပုဂ္ဂိုလ်တယောက်ဟာကောင်းမှုကုသိုလ်ကသာအလှည့်ကျပြီးအကုသိုလ်ကအလှည့်မကျလာဘူးဆိုလို့ရှိရင်ကုသိုလ်ကောင်းမှုကပဲဇက်တိုက်အကျိုးပေးသွားတဲ့အခါမကောင်းမှုအကုသိုလ်တွေဟာအခွင့်မသာလို့ရှိရင်သူတို့ဟာအဟောတိကံဆိုတာမျိုးဖြစ်သွားတာမျိုးတွေရှိတယ်ပေါ့နော်နိဗ္ဗာန်ရသွားပြီဆိုရင်တော့လုံးဝအဟောတိကံဖြစ်တယ်နိဗ္ဗာန်မရမချင်းတော့အဟောတိကံအကုန်လုံးမဖြစ်ဘူးအဲ့တော့ဖြေတဲ့နည်းကတခုတည်းသောဖြေနည်းကတော့မကောင်းမှုအကုသိုလ်တွေကိုအပြစ်မြင်ပြီးတော့ကောင်းမှုကုသိုလ်တွေရဲ့အကျိုးကိုဆင်ခြင်စဉ်းစားပြီးမကောင်းတာတွေကိုရှောင်ကျဉ်ပြီးကောင်းတာတွေကိုများလှုပ်ခြင်းဟာမကောင်းမှုအကုသိုလ်တွေကလွတ်ကြောင်းပဲဖြစ်တယ်။တန်တရားထဲမှာသွားတဲ့ပုဂ္ဂိုလ်တိုင်းဟာကုသိုလ်နဲ့အကုသိုလ်ပဲကများတယ်လဲဆိုရင်အကုသိုလ်ကများမှာပဲ။တရားရည်ရဲ့တဏ္ဍမှာအကုသိုလ်ဖြစ်တဲ့အချိန်နဲ့ကုသိုလ်ဖြစ်တဲ့အချိန်ဆိုရင်အကုသိုလ်ကများမှာပဲ။သို့သောကုသိုလ်နဲ့အကုသိုလ်ဘယ်သူကအစွမ်းကောင်းတယ်လဲလို့ဆိုလို့ရှိရင်ကုသိုလ်ကိုပဟာယကအကုသိုလ်ကိုပဟတ္တပလို့ခေါ်တယ်ကုသိုလ်ကသာအကုသိုလ်ကိုဖယ်ရှားနိုင်တာအကုသိုလ်ကကုသိုလ်ကိုဖယ်ရှားတယ်လို့မရှိဘူးဆေးနဲ့ယောဂလိုပဲယောဂကျွန်းသွားရင်တော့ဆေးတိုးခြင်းမှာတိုးမှာပေါ့သို့တော့ယောဂဘလောက်ကြီးဆေးဟာယောဂကိုတက်တာသွားအောင်တော့လုပ်ပေးနိုင်တာပဲအဲ့ဒါမျိုးလိုပဲကုသိုလ်ကောင်းမှုတွေဟာစွမ်းထက်လာပြီဆေးစွမ်းထက်လာပြီဆိုရင်နှစ်ပေါင်းများစွာခံရတဲ့ယောဂဟာလည်းပဲဆေးတစ်ခွက်တည်းနဲ့ပျောက်ခြင်းပျောက်သွားအဲ့ဒါမျိုးလိုပဲကုသိုလ်ကောင်းမှုကအစွမ်းတတ္တိထက်ပြီးတော့အကုသိုလ်ကံတွေကိုဖယ်ရှားပြတယ်အကျိုးမပေးတော့ဘူးလို့ပြောတာမဟုတ်ဘူးစဉ်းစားကြည့်နော်အများကြီးသက်သာသွားတာအထင်ရှားဆုံးတာရကတစ်ခုပြောပြအင်္ဂုလိမာလာဇာလံကိုလူတိုင်းသိကြတယ်အင်္ဂုလိမာလာဟာတကယ်ကိုတရားဓုတရားမြတ်ရလောက်အောင်ယင်ထဲမှာခြေကပညာကောင်းတယ်ရှင်တွေကအသိဉာဏ်ရနိုင်တယ်အဲ့ဒီလိုဘဝမှာအသိဉာဏ်ထက်မြက်တဲ့ပုဂ္ဂိုလ်ဖြစ်လင့်ကစားမကောင်းတဲ့အပေါင်းအသင်းတွေကြောင့်နားယောင်ပြီးတော့လူတွေကိုတပ်ဖြတ်ပြီးလက်ညှိုးကိုစုဆောင်းတဲ့အလုပ်ကိုလုပ်ခဲ့တယ်လူတွေထောင်ပေါင်းများစွာတတ်တယ်နောက်ဆုံးသူ့ရဲ့မိဘအရင်ကိုပဲတတ်ဖို့ကြိုးစားလာတယ်ဒါတွေမကဘူးမြတ်စွာဘုရားကိုပါတတ်ဖို့လုပ်လာတယ်အဲ့ဒါလောက်အကုသိုလ်ပြစ်မှုတွေကျွလွန်ခဲ့တဲ့လူတ္တမလူရိုင်းကြီးဟာမြတ်စွာဘုရားနဲ့တွေ့တဲ့အခါမှာမြတ်စွာဘုရားကိုတတ်ဖို့လိုက်ရင်းကနေပြီးတော့မမီမလန်းဖြစ်တဲ့အခါမှာမြတ်စွာဘုရားကိုရက်လိုက်လို့អော်လိုက်တာရက်လိုက်လို့អော်တဲ့အခါမှာမြတ်စွာဘုရားကအေးသာလှည့်ပြီးတော့ပြောတယ်ငါကရက်နေတာပါမင်းမဲ့ရက်ဖို့လိုပါတယ်ဆိုတော့အဲ့ဒီစကားလေးကိုကြားရတဲ့အခါမှာသူ့အတွေးဝင်သွားတယ်ဒီယဟန်ကသွားနေရင်နဲ့ငါရက်နေတာပါလို့ပြောတယ်ငါကြတော့မင်းမဲ့ရက်ဖို့လိုပါတယ်သူဘာအဓိပ္ပာယ်နဲ့ရည်ရွယ်ပြောတာပါလိမ့်ဆိုတာသိချင်စိတ်ကနှိုးဆွာလာအဲ့တော့မြတ်စွာဘုရားကိုသိချင်စိတ်နဲ့မေးတယ်ဘာဖြစ်လို့ဒီလိုပြောတယ်လဲဆိုအေးငါကမကောင်းမှုအကုသိုလ်တွေမလုပ်ဘူးမလုပ်လို့ငါဟာရပ်ထားလိုက်ပြီမင်းကမကောင်းမှုအကုသိုလ်တွေလုပ်နေတော့မှမင်းအဲ့ဒါတွေကိုရပ်လိုက်လို့ငါပြောတာဒီစကလုံးလေးတစ်လုံးနဲ့သူ့ဘဝဟာပြောင်းလဲသွားချက်ချင်းသူကိုင်းတဲ့လက်နဲ့တွေအကုန်စွန့်ပြီးမြတ်စွာဘုရားရှိဒူးထောက်မြတ်စွာဘုရားကလည်းသူ့ကိုကြောင်းတော့ခေါ်သွားပြီးသင်္ကန်းဝတ်ပေးလိုက်တာကြည့်တယ်
အလုံးကိုရာဇဝမှုတွေမြောင်များစွာကျွလွန်ထားတဲ့ပုဂ္ဂိုလ်တယောက်လူတွေမြောင်များစွာတတ်ထားတဲ့ပါဏာတိပါဒအကုသိုလ်ကံရှိတယ်သို့သောမြတ်စွာဘုရားကသူ့ကိုတရားပေးတယ်တရားပေးတဲ့အခါမှာရုပ်တရက်တရားအထုတ်လို့မရဘူးဘာတွေပဲမြင်နေတော့ဆိုလူတွေကိုလိုက်တတ်တဲ့မြင်ကွင်းမဲ့သူ့အာယုန်ထဲမှာရောက်နေတယ်တရားထိုင်လို့မရဘူးမြတ်စွာဘုရားကနီးပေးတယ်အေးယဟန်ဖြစ်လာတဲ့နေ့ကစပြီးယတောဟံအရိယာယဇာတိယဇာတောယဟန်ဖြစ်လာတဲ့နေ့ကစပြီးဘယ်တရဝါကိုမှမတတ်ပါဘူးဆိုတာလေးကိုအာယုံပြုတ်ပြီးအတိတ်ကတတ်တာတွေခဏမေ့ထားအခုချိန်စင်ကြယ်တာလေးကိုအာယုံပြုတ်ပြီးတော့တရားအထုတ်ဆိုအဲ့ဒါလိုအထုတ်လိုက်တဲ့အခါမှာသူဟာယန္နာဖြစ်သွားယန္နာဖြစ်တယ်ဆိုတာအစွမ်းတတ္တိထက်မြက်ဆုံးဖြစ်တဲ့ဒီအရဟတမေဆိုတဲ့ကုသိုလ်ရအဲ့ဒီအရဟတမေကကုသိုလ်ကသူလုံးတဲ့အကုသိုလ်တွေအများကြီးကိုချိန်မုံပြလိုက်တယ်ကျိုးပေးလို့မရတော့နော်ကျိုးပေးလို့မရဘူးအကုသိုလ်တွေကျိုးပေးခွင့်မရှာအောင်ပိတ်ဆို့ဖယ်ရှားပြလိုက်တယ်သို့တော့သူတို့တတ်နိုင်တဲ့အကျိုးလေးတော့ပေးတယ်ဘာတော့ဆိုရင်ဆွမ်းခံသွားလို့ရှိရင်လူသားသမားကြီးဆိုပြီးအမေတတ်ခံရတဲ့လူတွေရှိတယ်ဆွေမျိုးတွေတတ်ခံရတဲ့လူတွေရှိတယ်အဖေတတ်ခံရတဲ့လူတွေအဲ့ဒီလူတွေကသူ့ကိုကြောက်လဲကြောက်တယ်ယုံလဲယုံတယ်အဝေးကနေပြီးတော့ခဲနဲ့ပေါက်တယ်ဒုတ်တွေနဲ့ပြစ်ကြတယ်အဲ့ဒီပြစ်လိုက်ခတ်လိုက်တဲ့ခဲတွေဒုတ်တွေဟာတခါတည်းရသူ့ခေါင်းမှန်တယ်တခါတည်းရသူ့ပိုက်လာတဲ့သပိတ်ကိုမှန်တယ်သပိတ်လည်းခဏခဏကွဲတယ်ခေါင်းလည်းခဏခဏကွဲတယ်ဆိုတော့အဲ့ဒီဆင်းရဲဒုက္ခတော့သူခံရတယ်သို့တော့အပယ်ကြဖို့ရအတွက်နောက်ဘဝဆိုတာမရှိတော့သည့်အတွက်ကြောင့်အပယ်ကတော့လွတ်သွားတယ်သူဆိုအဲ့တော့ဆိုလိုတာကအကုသိုလ်တွေကိုကုသိုလ်ကဖယ်ရှားပြနိုင်တယ်သို့တော့ဖယ်ရှားလို့မရဘူးသေသည်ချမ်းမဲ့နဲ့လုံးဝကြိုးပေးမဲ့အကုသိုလ်ကံ၅မျိုးရှိအဲ့ဒါကိုပင်စနန္တရိယကံ၅ပါးလို့ခေါ်တယ်အမေတတ်တဲ့အကုသိုလ်အဖေတတ်တဲ့အကုသိုလ်ယဟန္တာတတ်တဲ့အကုသိုလ်တန်ဃာတွေကိုသင်ခွဲတဲ့ယဟန်မြတ်စွာဘုရားသွေးစိမ့်တီအောင်တရားရအောင်လုပ်တဲ့ပုဂ္ဂိုလ်အဲ့ဒီအကုသိုလ်၅မျိုးကတော့တေတိချမ်းမဲ့မှာပင်ငရဲကိုဧကဒိဋ္ဌကြမှာမလွယ်ဘူးတဲ့သူကတော့ခုစားလို့မရဘူးလို့ဆိုတယ်ယောဂလို့ပေါ့ယောဂကျွန်းလာပြီဆိုရင်အင်ကျူဝါတွေပေါ့ကုစားလို့မရတော့ဘူးဆိုတာမျိုးအဲ့ဒီအကုသိုလ်ကံကတော့ကုစားလို့မရဘူးအခုလိုအင်္ဂုလိမာလာကျွလွန်ခဲ့တဲ့အကုသိုလ်တွေဟာအစွမ်းထက်တဲ့ရတ္တမေနဲ့ပယ်ဖြတ်လိုက်တဲ့အခါမှာသူဟာအပင်ငရဲကြာမှမကြတော့ပဲနဲ့ပစ္စုပန်ဘဝမှာခဲနဲ့ပေါက်တာတို့ဒုံနဲ့ပြစ်ခံရတာတို့ခေါင်းကွဲတာတို့တပိတ်ကွဲတာတို့သင်္ကန်းတွေစုပ်ပြဲတာတို့ဆိုတဲ့ဒုက္ခလေးနဲ့တည်းပဲသူဟာအဆုံးသတ်သွားဒီလိုဆိုလို့လေနော်အဲ့တော့အကုသိုလ်ကံကလည်းလွတ်မြောက်နိုင်တယ်နောက်ဆုံးမှကုသိုလ်အကုသိုလ်ကံတွေကလွတ်မြောက်ဖို့ဆိုတာတန်တရားကလွတ်သွားပြီဆိုရင်တော့အကျိုးပေးစရာအကြောင်းမရှိတော့ဘူးမလွတ်သေးရင်တော့လိုက်ပြီးအကျိုးပေးတတ်တယ်ယဟနာဖြစ်တဲ့ဘဝတောင်မှခန္ဓာရှိနေသေးလို့ရှိရင်အကျိုးပေးတယ်ရှင်မမောဂလမထေရမြတ်ဆိုရင်ခိုးသား900ဝိုင်းဝန်းပြီးတော့လှုပ်ကြံတပ်ပြတ်ခြင်းခံရတယ်ဆိုတာအလုံးသိနေကြအကုသိုလ်ကံလိုက်လာပြီးတော့အကျိုးပေးနိုင်တယ်ပေါ့သို့တော့နောင်ဘဝဆိုတာမရှိသည့်အတွက်ကြောင့်ဘဝအကျိုးပေးတာတော့မဟုတ်တော့ဘူးအေးဒါကြောင့်မို့အကုသိုလ်ကံဆိုတာဟာဒီဘဝမှာလည်းပဲတောကဖြစ်စေတယ်နောင်ဘဝမှာလည်းတောကဖြစ်စေတယ်ဖြစ်လျက်ဘဝမှာတောကရောက်ရတဲ့အကုသိုလ်ကံမျိုးမလုပ်သင့်ဘူးကုသိုလ်ကံတွေပဲရအောင်တို့တွေကြိုးစားအထောက်အမှာဖြစ်တယ်အကုသိုလ်မှန်သမျှရှောင်ရှားလို့ကုသိုလ်မှန်သမျှတိုးပွားအောင်တို့တွေကြိုးစားအထောက်မှာလူဘဝမှာလူဖြစ်ရကြုံမြတ်နတ်မှာဧကံဖြစ်တယ်ဓမ္မပဒဒေသနာမှာမြတ်စွာဘုရားဟောတဲ့ဘဝသင်္ကန်းစာနဲ့ဓမ္မရတနာယူမှတ်သားကြပြီးတရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့မြတ်ဗုဒ္ဓ၏ဆုံးမဓမ္မရတကိုနာယူမှတ်သားကြပြီးမိမိတို့ဘဝမှာအကုသိုလ်နည်းနိုင်သမျှနည်းအောင်ကုသိုလ်တရားတွေများနိုင်သမျှများအောင်တို့တွေအသိဉာဏ်ရှိတဲ့ဘဝမှာကြိုးစားအထောက်ကြမှာဖြစ်တယ်လို့ကိုယ်စီနှလုံးသွင်းပြီး
ကုသိုလ်တရားပွားများအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း